ဒီလမ်းဘေးတန်းရှင်းလို့တဲ့ကလေးကဘယ်လိုလုပ်ပြီးကဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ရလဲနာမည်ကတော့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဖခင်ကဥယျာဉ်မှုတစ်ယောက်ဖြစ်ပြီးအရက်အလွန်တောက်တဲ့လူတစ်ယောက်ပါသူမိခင်ကတော့အိမ်တွေမှာတန်းရှင်းရလို့လုပ်ခဲ့ရပါတယ်သူတို့မှာကလေးလေးယောက်ရှိပြီးအငယ်ဆုံးရဲ့နာမည်ကတော့ခရစ္စတီယာနိုရိုနယ်ဒိုဖြစ်ပါတယ်အသက်9နှစ်အရွယ်ရိုနယ်ဒိုကအချိန်ဖြုံးဖို့အတွက်လမ်းဘေးနဲ့ပန်းချန်တွေမှာဘောလုံးကစားလေရှိပါတယ်ဒီအရာကိုရိုနယ်ဒိုရဲ့ဖခင်ကလည်းသတိထားမိခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ရိုနယ်ဒိုရဲ့ဖခင်ကဥယျာဉ်မှုအလုပ်လုပ်တဲ့အပြင်အန်ဒိုရီဟာဆိုတဲ့ဒေသခံဘောလုံးကလပ်မှာကီတမန်နဲ့ဖြစ်လေအလုပ်လုပ်နေတာပါဒါကြောင့်ရိုနယ်ဒိုရဲ့ပါရမီကိုသတိထားမိပြီးကလပ်ထဲဝင်ဖို့အားပေးခဲ့ပါတယ်ရိုနယ်ဒိုကလည်းသူ့ရဲ့ဘောလုံးဝါသနာကိုဆက်လက်ကြိုးစားရင်းလမ်းတန်းရှင်းရဲ့အလုပ်ကိုလည်းလုပ်ခဲ့ပါတယ်1992ခုနှစ်မှာတော့အန်ဒိုရီဟာအသင်းအတွက်3နှစ်ကြာကစားခဲ့ပါတယ်အဲ့ဒီနောက်1995ခုနှစ်မှာနာစီယိုနယ်ကလပ်ကိုဝင်ရောက်ခဲ့ပါတယ်အဲ့ဒီမှာနှစ်အနည်းငယ်အတွင်းသူ့ရဲ့စွမ်းရည်တွေအများကြီးတိုးတက်လာခဲ့ပါတယ်အဲ့ဒီနောက် Sporting CB Club အတွက်ရွေးချယ်ခံခဲ့ရပါတယ်အသက်17နှစ်အရွယ်မှာပဲရိုနယ်ဒိုကသူ့ရဲ့မွေးရမြေမဒီရာကိုထားခဲ့ပြီးလေ့ကျင့်ရဲ့အတွက်လက်စဘွန်မြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာငွေမရှိတာကြောင့်ညဘက်တွေမှာမက်ဒိုနယ်ကကျန်နေတဲ့ဘဂါတွေကိုတောင်းစားခဲ့ရပါတယ်နေ့ရောညရောအပြင်းထန်လေ့ကျင့်ခဲ့ပြီးနောက်အသက်19နှစ်အရွယ်ရိုနယ်ဒိုက Sporting CB အသင်းကြီးနဲ့ Manchester United ကိုစမ်းကြည့်ပြီးသူ့ရဲ့ professional ပွဲဥထွက်ကိုကစားခဲ့ပါတယ်အဲ့ဒီပွဲမှာသူ့ရဲ့စွမ်းဆောင်ရည်ကိုသဘောကျခဲ့တဲ့ Alex Ferguson က$9 သန်းနဲ့ရိုနယ်ဒိုကို Manchester United အတွက်ခေါ်ယူခဲ့ပါတယ်အဲ့ဒီနောက်2009ခုနှစ်မှာ Real Madrid ကရိုနယ်ဒိုကို$132 သန်းနဲ့သူတို့အသင်းထဲခေါ်ယူခဲ့ပါတယ်ဒီနေ့အချိန်မှာတော့ရိုနယ်ဒိုရဲ့လှုပ်ရှားမှုတည်တည်လေးတစ်ခုတောင်ကုမ္ပဏီကြီးတစ်ခုရဲ့တန်ဖိုးကိုတောင်တညဒီနဲ့ကျဆင်းသွားနိုင်ပါတယ်ဒီနေ့လူအများကလည်းရိုနယ်ဒိုရဲ့နာမည်နဲ့ပဲသူတို့ရဲ့အသက်မွေးလမ်းကြောင်းကိုတည်ဆောက်နေကြပါတယ်ရိုနယ်ဒိုရဲ့ social media ပေါ်က follower စုစုပေါင်းလိုက်ရင်1 billion ကျော်ထိတောင်ရှိပါတယ်ဒါအပြင်သူကဝင်ငွေအများဆုံးဘောလုံးသမားတွေထဲကတယောက်ဖြစ်တယ်လို့ဒီနေ့ကမ္ဘာပေါ်မှာအကျော်ကြားဆုံး celebrity တယောက်လည်းဖြစ်ပါတယ်ဗီဒီယိုချမ်းရင်သက်ခင် like နဲ့ follow လည်းလုပ်ပေးကြပါအောင်နော်နောက်ဗီဒီယိုမှာတွေ့ကြစို့ thanks for watching